International Certified Pilates Instructor တယောက်ဖြစ်ဖို့အတွက်ဘာတွေတည်ထားဖို့လိုအပ်လဲဘယ်လို program တွေရှိတယ်လဲ Basic Pilates, Stop Pilates, Balance Body Pilates program တွေကရောဘယ်လိုမျိုးရှိလဲဒီ certificate တွေရဖို့အတွက်အချိန်ဘယ်လောက်ပေးရလဲဆိုတဲ့အကြောင်းအရာလေးတွေကိုဒီနေ့ video လေးမှာ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်Moving Aim Channel မှာကြိုဆိုလိုက်ပါတယ်။အင်ကတော့ International Certified Pilates Instructor အိမ်ပဲဖြစ်ပါတယ်။ Pilates program တွေကိုရွေးချယ်တက်ရောက်တဲ့အခါဒီ International မှာဆိုရင်အများဆုံးဦးစားပေးရွေးချယ်လေးရှိတဲ့ Basic Pilates, Stop Pilates, Balance Body Pilates program လေးတွေကို share လုပ်ပေးသွားမှာဖြစ်ပါတယ်။ဒီ program တွေရဲ့အသေးစိတ်နဲ့ invest လုပ်ရမယ့် budget, certification ရမယ့် process လေးတွေကို share လုပ်ပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံးအနေနဲ့ကိုက Basic Pilates program ကိုရွေးချယ်လိုက်ပြီဆိုရင် Basic Pilates မှာ Comprehensive Global Pilates program လေးကိုစပြီးတော့တက်ရမယ်ပေါ့နော်။ဒီ program လေးကကိုကအခုမှစပြီး instructor လုပ်ဖို့စတင်တဲ့လူတွေအတွက်ကောတခြား certified instructor တွေအနေနဲ့ Basic certificate ကိုရကျင်တဲ့လူတွေအတွက်အနေနဲ့ဒီ program လေးကိုစပြီးတော့ရွေးချယ်ရတယ်ပေါ့နော်။ဒီ program ရဲ့ investment ကတော့ USD ဒေါ်လာ9000ကနေပြီးစပြီးတော့တွင်းရတယ်။သူ့ရဲ့ program မှာ module က12ခုရှိရယ်။ဒီ module 12ခုကိုသူကများတော့အားဖြင့်4ခုခွဲပြီးတော့3လခွဲပြီးတော့တင်လေးရှိရယ်ပေါ့နော်။တစ်ခါတလေကြာရင်လည်း2လခွဲပြီးတင်တာမျိုးတွေလည်းရှိရယ်။ဒီ program ကိုတက်သွားပြီးဆိုရင်ကိုကနိုင်900ကိုဖြည့်အောင်လုပ်ပြီးတော့မှ exam ဖြည့်ပြီး certificate ယူရတယ်ပေါ့နော်။ဒီနိုင်900မှာteaching practice hour 200 self practice hour 200 observation hour 100စုစုပေါင်းနိုင်900ပေါ့နော်အဲ့ဒီ900ကို90%လောက်ကိုပြည့်ပြီဆိုရင် exam ကို registration တင်ပြီးတော့ဖြေလို့ရတယ်ဒီ registration တင်ပြီးတော့ exam က successful ဖြစ်မှသူက certificate ကိုထုတ်ပေးရဖြစ်ပါတယ်ဒီ global comprehensive program ပြီးသွားပြီဆိုရင်ကိုက advanced program တွေကိုသူကmentor Master 1 Master 2 Honor ဆိုပြီးတော့ထပ်ခွဲရတယ်ပေါ့နော်ဒီ program ကိုစုစုပေါင်းပေါင်းလိုက်မယ်ဆိုရင်ဒီအရှိက Global Comprehensive Course ကနေပြီးတော့ Advanced Level သူခွဲထားတဲ့ level အကုန်လုံးထိပေါင်းလိုက်မယ်ဆိုရင်ဒေါ်လာ9000ကနေပြီးတော့စုစုပေါင်းပေါ့နော်စုစုပေါင်း1000နဲ့1000ကျော်လေးကိုတော့ invest လုပ်ရတယ်ပေါ့နော်ဒါပေမဲ့ကိုကဒီ advanced program တွေတော့ကနောက်မှသူတို့ရဲ့ဒီ comprehensive program ပြီးတော့မှ advanced program တွေကိုဆက်ပြီးတော့သူက join ဖို့ recommend ပေးပါတယ်နောက်ထပ်ကိုက Stop Pilates program ကိုရွေးချယ်တော့မယ်ဆိုရင် Stop Pilates program ကသူကset တစ်ခုချင်းစီကိုခွဲပြီးတက်လို့ရတယ်ပေါ့နော်သူရဲ့ဒီ set တွေရဲ့ reformer chair bar catalan mat ပေါ့နော်အစုံဒီ full program ကိုပေါ့နော်သူက level 1 level 2ဆိုပြီးတော့သူကခွဲထားတာမျိုးလည်းရှိရယ် level 1နဲ့ level 2ကိုတက်တော့မယ်ဆိုရင် program အစအဆုံးအနေနဲ့ဘတ်4သိန်းကျော်ကုန်ကျနိုင်တယ်ပေါ့နော်ဒါအရင်တော့စုံစမ်းထားခဲ့ဘူးရဲ့ဘန်ကောက်မှာရှိရဲ့ဒီ store licensing ကျောင်းတစ်ခုဟာပေါ့နော်စုံစမ်းထားခဲ့ဘူးတဲ့ဒီ course program လေးရဲ့ fees ပေါ့နော်သူကကိုသွားမဲ့နိုင်ငံပေါ့ကိုသွားတက်ရောက်မဲ့ licensing center ပုံမူတည်ပြီးတော့ဈေးနှုန်းအနည်းငယ်လေးအပြောင်းလဲလေးရှိရပေါ့နော်ဒါပေမဲ့သူတို့အကုန်လုံးကသူတို့ US standard price အတွင်းမှာပဲနည်းနည်းတက်တာနည်းနည်းမများနည်းနည်းလေးပိုများတာလေးပဲရှိပါတယ် level 1ရဲ့ certificate ကိုယူတော့မယ်ဆိုရင်practice teaching ကကြတော့teaching practice ပေါ့နော်65နာရီ physical review ကနာရီ105နာရီ observation ကနာရီ40ကိုဖြည့်ပြီးတော့မှသူက exam ကိုဖြည့်ပြီး level 1 certificate ရမယ်ပေါ့နော်ကဲ level ကိုက level 1လည်းပြီးပြီ level 2ကို stock မှာပဲထပ်တက်တော့မယ်ဆိုရင် level 2ကိုသူက36နာရီပေါ့နော်ဒါကြတော့ stock ရဲ့ certification process ကို official website မှာတင်ထားတာလေးကိုပြန်ပြီး sharing လုပ်ပေးထားတာပေါ့နော်နောက်တစ်ခုအနေနဲ့ balance body pilates program ကိုရွေးချယ်မယ်ဆိုရင်
balance body ကလည်းဒီ store နဲ့နည်းနည်းလေးခွဲထားတာစင်နဲ့သူဒီmat ဆို mat reformer ဆို reformers ဒီတန်စီခွဲပြီးတော့တက်လို့ရတယ်ပေါ့နော်သူ program ကိုတက်မယ်ဆိုရင်အကယ်၍ကိုကဘန်ကောက်မှာသွားပြီးတက်မယ်ဆိုရင်ဘတ်2သိန်းကျော်ဝန်းကျင်လောက်ကြာမယ်ပေါ့နော်သူလဲ stop pilates program လို့ပဲကိုသွားမယ်နိုင်ငံကိုသွားမယ်ဒီ licensing center ပေါ်မူတည်ပြီးတော့ဈေးနှုန်းအနည်းငယ်ကွာခြားမှုလေးရှိရပေါ့နော် balance body ရဲ့ certification program အတွက်သတ်မှတ်ထားတဲ့နိုင်ရည်တွေကသူကဒီ comprehensive program အတွက်ဆိုရင်နိုင်920လောက်ဆိုတော့သူရေးထားတယ်ပေါ့နော်ဒီ movement principle နဲ့ comprehensive program ရဲ့ hour ပေါင်းပြီးတော့9နာရီ920လို့ပြီးတော့ရေးထားရပေါ့နော်ဒါအိမ်ခုသူ့ရဲ့ဒီ official licensing center တခုကရေးထားတဲ့ဒီ information လေးကို share လုပ်ပေးထားတာပေါ့နော်ဒီ program တွေကနိုင်ငံတကာမှာ Pilates instructor တက်တော့မယ်ဆိုရင်အလူအများစုဦးစားပေးပြီးထည့်သွင်းစဉ်းစားတဲ့တကယ်ကိုမှ reputation အရန်ကောင်းတဲ့ globally recognized ဖြစ်တဲ့ program တွေဖြစ်ပါတယ်ဒီ program တွေက classical Pilates တော့မဟုတ်ဘူးပေါ့နော် classical Pilates ဒီ classical program တက်ဟိုတည်တံ့သွားတာမျိုးရှိရယ် contemporary ဖြစ်တဲ့ Pilates ကိုသွားမယ်ဆိုရင်လူတွေဦးစားပေးတဲ့ရွေးချယ်တဲ့ program တွေဆိုရင်ဒီ balance body ပါစီ store တွေကိုဦးစားပေးရွေးချယ်ရပေါ့နော်ဒီ program တွေဒီလက်ရှိမြန်မာနိုင်ငံမှာလာပြီးတော့ဖွင့်ထားတဲ့ licensing center တွေ host လုပ်တဲ့ center တွေမရှိသေးတာဖြစ်တဲ့အတွက်ကြောင့်အခြား extra course တွေအနေနဲ့ traveling expenses တွေနေထိုင်စားတောက်ရမယ့်ဒီ accommodation တွေပေါ့နော်အဲ့ဒီ expense တွေကိုလည်းထည့်ပြီးတော့ကိုကစဉ်းစားရမယ်နောက်ထပ်တစ်ခုစဉ်းစားမှာကဒီ program တွေဒီတက်လိုက်တာနဲ့သူက certificate ကိုတန်းပြီးတော့မရပါဘူး exam ဖြည့်ပြီးမှဒီခုနအရှေ့ရှင်းပြခဲ့တဲ့နိုင်တွေကိုဖြည့်ပြီးတော့မှ exam ဖြည့်ပြီးအောင်တော့မှသူက certificate ကိုထုတ်ပေးတာပေါ့နော်အဲ့ဒါကြောင့်မလို့အခုလက်ရှိအိမ်ကအများဆုံးအိမ်သွားရင်ဟို budget အနေနဲ့လည်း expense တွေကိုလည်းတက်တာဆိုပြီးတော့ဘန်ကောက်ကိုသွားလေးရှိရယ်ဘန်ကောက်မှာဆိုရင်လည်းဒီ certificate program တွေကိုလာရောက်တက်တဲ့လူတွေကယာနဲ့ချီအများကြီးရှိရယ်ဒါပေမဲ့တကယ် certificate ယူထားတဲ့လူတွေကတော့လက်ချိုးရည်လို့ရအောင်နည်းသေးတယ်ပေါ့နော်အဲအကြောင်းအများစုကဒီ program တွေကိုတက်ပြီးပြီဆိုရင်ဒီ teaching စပြီးတော့သင်လို့ရရတယ်ဘာလို့လဲဆိုတော့ဒီ teaching hour တွေကို practice အနေနဲ့ဖြည့်ရမှာဖြစ်တဲ့ကြောင့် tuition သင်ရတယ်အဲတချို့ကြောင့်လည်း exam ကိုဝင်ဖြည့်ပြီး certificate ယူတယ်တချို့ကြောင့်လည်းမယူဘဲနဲ့ပဲဆက်ပြီးတော့သင်တယ်ပေါ့နော်ဒါဆိုရင်ဒီ information တွေကတော့တည်ပြီးသွားပြီဒီ program တွေထဲမှာဘယ် program ကိုရွေးတက်ရမလဲဘယ် program ကအကောင်းဆုံးလဲဆိုပြီးတော့မေးစရာမေးခွန်းတစ်ခုရှိရပေါ့နော်အိမ်ရဲ့ personal point of view ကပြောရမယ်ဆိုရင်ဒီ Pilates program တွေမှာဟိုအကောင်းဆုံး topအရန်ဖြစ်ဆုံး program ဆိုတော့မရှိဘူးပေါ့နော်ကိုကြိုက်သူတို့ဒီအကြောင်းတစ်ခုနဲ့တစ်ခုသင်တာလေးအနည်းငယ်ကိုရတယ်ဒီ exercise တစ်ခုတည်းကိုပဲခေါ်တဲ့နာမည်တွေလည်းအကြောင်းတစ်ခုနဲ့တစ်ခုနည်းနည်းကွဲပြားမှုရှိရယ်သူတို့ရဲ့ technique သူတို့ရဲ့ principle လေးတွေကွဲပြားမှုရှိရပေါ့နော်အဲ့ဒါကြောင့်မလို့တေကိုကရွေးချယ်ပြီးတတ်တော့မယ်ဆိုရင်ဒီ certification program တွေက BS ရမတွေနဲ့တွားပြီးလေ့ကျင့်တာဖြစ်ဖြစ်ဒါမှမဟုတ်သူရဲ့ official website တွေမှာတွားပြီးသူတို့ရဲ့ program အသေးစိတ်ကိုတွားပြီးတော့ဖတ်ကြည့်ပြီးတော့မှရွေးချယ်ဖို့အကြံပြုရပေါ့နော်ဒီ program တွေမှာအကယ်၍ကိုက Basi program ကိုကြိုက်တဲ့လူသွားမိရဆိုရင်သူက Basi program ကိုပဲ recommend ပေးမယ်ပေါ့နော် stock ကိုသွားမိရလို့ဆိုရင် stock program ကြိုက်တဲ့လူဆိုရင် stock program ကို recommend ပေးကြတယ်ပေါ့နော်အင်းလည်းအဲ့လိုပဲ certification program တွေရွေးချယ်တဲ့အခါအများကြီးလေ့လာခဲ့တယ်ပေါ့နော်လေ့လာခဲ့ပြီးတော့မှကိုကြိုက်တဲ့ approach ကိုကြိုက်တဲ့ program သွားပြီးတော့ရွေးပြီးတော့တက်ခဲ့တာဖြစ်ပါတယ်ဒီ program လေးတွေရဲ့အသေးစိတ်ကိုလည်းပဲ share ပြီးဖတ်ကြည့်လို့ရအောင်ဒီ post လေးမှာသူတို့ရဲ့ official website လေးရဲ့ link လေးတွေကိုလည်းပဲထည့်ပြီးတော့ရေးပေးထားပါမယ်Pilates ရဲ့တကယ် recognize ဖြစ်တဲ့နာမည်ကြီးရဲ့ program တွေကိုသွားပြီးတက်ရောက်ချင်တဲ့လူတွေအတွက်ဒီ video လေးကhelpful ဖြစ်လိုက်မယ်လို့ယုံကြည်ပါတယ်။နောက်ထပ် part 2 video လေးထဲမှာဆိုရင်အိမ်တက်ရောက်ခဲ့တဲ့ Pilates program တွေအကြောင်းရဲ့ program အသေးစိတ်အကြောင်းရဲ့အိမ်ရဲ့ Pilates program ရွေးချယ်တဲ့အခါထည့်သွင်းစဉ်းစားတဲ့ personal point of view လေးတွေကို part 2 video လေးထဲမှာ share လုပ်ပေးသွားမှာဖြစ်ပါတယ်။ See you in the next video.